တိတ်ဆိတ်တဲ့အခန်းကျင်လေးထဲမှာတယောက်တည်းစကားပြောနေတယ်မမီနဲ့ဒယ်ဒီကိုပြန်လာခြင်းကိုတန်တားတဲ့အသံရင်ထဲမှာနာကျင်ရတယ်ကလေးငယ်ရဲ့မိုးတဲ့ညရီမှာကြောက်လန့်လို့အသားတွေတစ်ဆက်ဆက်တုံရင်နေချိန်နှွေးထွေးတဲ့ရင်ခွင်တစ်ခုလိုအပ်နေတာသူမိဘတွေမေ့လျှော့နေကြလေရဲ့ဝေရှာနေရရင်ဘဝလို့တင်အစားစားအယုတ်နဲ့အိုင်ပတ်ပေးထားရင်တာဝန်ကျေပြီလို့ယူဆနေကြတယ်ကလေးရဲ့ရင်ထဲကနဲ့ဆိုင်တဲ့အလွမ်းနဲ့တန်တာမှုတွေမမြင်နိုင်အိုင်ပတ်မီအောင်အောက်မှာဆောင်မျောနေစေမမီနဲ့ဒယ်ဒီပြန်လာမယ့်အချိန်လေးအချစ်တွေငတ်မွနေတဲ့မျောလင်းခြင်းမျက်ရည်တွေနဲ့ဖွာဖွာရှင်ခွင်ထဲမှာပဲတပ်ပြင်းချရဲ့အိတ်ဆက်နေအမေရိကရဲ့အစဉ်အလာလူမှုရေးစားနေကြသားသမီးကိုလိုချင်တယ်လို့ပုံသွင်းခဲ့ကြမိခင်မြတ်တာငတ်မချင်းနဲ့အဖွားကိုအမေလိုလွမ်းစိတ်နဲ့ခေါ်သမ်းရင်ထဲမှာဘယ်လောက်တောင်မိခင်ကိုတန်းတနေလဲအိုင်ပမီအောင်အောက်မှာဆောင်မျောနေစေပြန်လာမယ့်ချိန်လေးအချစ်တွေငတ်မနေတဲ့မျောလင်းခြင်းမျက်ရည်တွေနဲ့ဖွာဖွာရှင်ခွင်ထဲမှာပဲတပ်ပြင်းချရဲ့အိတ်ဆက်နေသမီးမငုံနဲ့ဖိုးဖိုးရှိတယ်ဖွာလည်းရှိတယ်နှွေးထွေးတဲ့ရင်ခွင်ထဲဖွာဖွာခွင်နဲ့အိတ်ဆက်နေ